ထိုးပြီးတော့အမြင်စီလာခဲ့လို့အိမ်ရှိထွက်ခဲ့ပါတော့မင်းမြင်တာလေးကိုငါငယ်ဖို့မင်းနဲ့မချစ်ချခဲ့တဲ့ဘဝကိုနေသိဖို့အချိန်ချင်းငါနီးဖို့ကြိုးစားလဲမင်းကနှခေါင်းလေးပိတ်ကပြေးထွက်ခဲ့ဒီလူငိုသားဟာမချမ်းချမ်းဘူးလူမိုက်ကြီးအောင်မင်းချစ်တာလားဒါပေမဲ့မင်းရောက်သွားဆို